ဖြစ်နေဆရာဝန်ကဂျန်လည်းဖတ်တယ်ကျွန်တော်လည်းသူတွေဂျန်လည်းဖတ်စကားသမားလာဆရာပြောကျွန်တော်မျက်လုံးတွေပူလို့ဆရာအေးဟာအေးမဟုတ်လေဆရာဆေးကုပေးဦးလေဂျန်လည်းဆက်ဖတ်ဆရာဝန်ဆရာပြောနေတာအေးဘာတော့ကျွန်တော်မျက်လုံးတွေပူပြီးဖိနေချင်းဖြစ်လို့လာတာအကြံနဲ့ပြစ်ချဩမိုက်တဲ့ကောင်မျက်လုံးလေးပူတာနဲ့ဖိနေချင်းဖြစ်တာနဲ့မင်းငါစီလာပတ်စံကုန်မှုရှိမှာပေါ့ဟုတ်ဗျာဆရာဝန်စီလာတာမဟုတ်ဘူးလားဟောမင်းငါလည်းအဲ့လိုဖြစ်တာပဲဩဆရာဝန်တွေလည်းဖျားတာပဲလားဟာဆရာဝန်လည်းမင်းဓာကြီးလေးပါပဲကွာဖျားတာပေါ့ဆရာဘယ်လိုပြောက်သွားတော့ငါတော့အရင်နှစ်ပဲချရတာပဲအရင်နှစ်ပဲချပြီးတော့အိမ်ကမိမအနာခေါ်ပြီးဖက်ထားတာနိုင်ဝက်လောက်ကြချွေးလေးလိုက်လာတာတပြားမှမကုန်မအောင်မပြောက်သွားတာပါစကားဆရာဝန်းသွားတယ်တပြားမှမကုန်ဘူးဆိုတာကိုတွေ့ချေကြည့်ဆရာပြောကျွန်တော်နှစ်ပက်လောက်သွားချလိုက်အောင်မယ်သွားချရင်ကျွန်တော်ပြန်လာမယ်ဆရာမိမခေါ်ထားတော့ဆရာအဲ့ကောင်ငါနမူနာပြောတာဟာမင်းကမိမမင်းဖက်ရမှာလေဩမသိပါဘူးကျွန်တော်ဆရာဝန်ကတော့ဖက်ရတယ်မဘလုံးပထွေးနဲ့